ကထွန်းစင်မောင်ကလည်းသေးကိုစင်တော်တောင်းကတော့တေတောင်ရွက်ကဟီရွယ်တွေ့ခေမြက်ခင်းပင်ပေါ်မှာနွားအုပ်ကလေးတွေမြုံမြုံတဲ့ရွာအောင်ကြောင်းကခေါင်းလောင်းတိုင်လိုက်တဲ့ကြံညံနဲ့ပြိုဒါဟာကျုပ်တို့ရဲ့ရွာစားတိုင်းဒါဟာကျုပ်တို့ရဲ့ရွာစားတိုင်းဒါဟာကျုပ်တို့ရဲ့ရွာစားတိုင်းဘယ်လောက်ဝေးဝေးစိတ်မမောနိုင်ဘုံတို့တဲ့ချရင်ချေထောက်ကမနေနိုင်လေတန်စုစုနဲ့ကခုံချဆိုဟီရွာစားတိုင်းပြန်လာတဲ့ကိုလူချောကဝလာလာခင်ပေါမီကာဘေမေရွာရောက်တော့လဲပစိုးခါတော့ချိုင်ရသေးသည်တော့ရက်ကလေးတဲ့ခွလောက်နဲ့မလာချီရဲ့ငပီမဲ့တို့စရာဆိုရင်နတ်တို့တာမလဲနိုင်ဘူးပြောဘုံလိုက်ငမမီတမီသက်ပင်ပေါ်တဲ့ရှာရပြီဒါဘေမဲ့စိတ်တက်တွေကတော့ဖိုးကြီးထက်တောင်မြန်တဲ့သူတွေမင်းနာလို့ဝိုင်းဖွဲကြပြန်ပြီဟိုးရွှေတို့တက်တိုက်ကတော့ကိတမရှိလေဘုံဒီဒီဟိုအင်္ဂါခွေးအောင်နာနီအင်္ဂါရဲ့တန်ရွာတွေကတပ်ပင်တွေကတော့ကဘာကြော်တဲ့ဒီပြက်နန်းနေပြန်ပြောဆုံးကတော့ရွာကပွဲမုံဟင်းခါတွေတဲ့ပွဲလေမိုးလင်းပေါက်ကကြမလားခါလေးတွေတော့နာမဲတော့ကျုံတို့ရဲ့ရွာစားတိုင်းဒါဟာကျုံတို့ရဲ့ရွာစားတိုင်းနေနိုင်လေတန်စုစုနဲ့ကခုံကြဆိုဟေးရွာစား